ခொနရတသမီအားလုံးမိတ်ကလာပါရွှေတွင်းကိုပိုင်ဆိုင်ထားသလိုမျိုးချမ်းသာကြွယ်ဝနိုင်တဲ့လက္ခဏာမျိုးအစားကိုပြောပြပေးမှာပဲဖြစ်ပါတယ်လက္ခဏာမေးမယ်ဆိုလို့ရှိရင်ဆိုတဲ့ Facebook အကောင့်မှာလာရောက်ပြီးတော့မေးမြန်းလို့ရှာပါတယ်လက္ခဏာနဲ့စာတာပူတွဲစစ်စစ်လို့ရှာပါတယ်ပေါ့နော်ပုံထဲမှာပြထားသလိုမျိုးပေါ့ကျွန်တော်လှေပုံတံလေးပါနေမယ်ဆိုလို့ရှိရင်ဒီလိုမျိုးလက္ခဏာအမျိုးအစားပါတဲ့သူတွေပေါ့နော်လက်ထဲမှာငွေမပြတ်တာမျိုးတွေကြုံတွေ့ရလိမ့်မယ်ငွေပြတ်တယ်ဆိုရင်လည်းခဏပဲကျွန်တော်အကြောင်းမျိုးမျိုးပြပြီးတော့ပြန်ဝင်လာတာမျိုးတွေကြုံတွေ့ရလိမ့်မယ်ရတနာရွှေကိုကောက်ရသလိုမျိုးငွေချစ်စုလိုက်ပြုံလိုက်ဝင်လာတာမျိုးတွေကြုံတွေ့ရလိမ့်မယ်ကျွန်တော်ငွေတွင်းကိုဖင်ခုထိုင်ထားသလိုမျိုးပေါ့ကျွန်တော်ပေါ့နော်ရွှေတွင်းပိုင်ဆိုင်ထားသလိုမျိုးချမ်းသာကြွယ်ဝတာမျိုးတွေကြုံတွေ့ရလိမ့်မယ်ပေါ့နော်